ဒါနောက်တစ်ရောင်နောက်ထပ်ပြပေးမယ်နော်โอเคဒါကတော့ကြံရည်ရောင်လေးနော်ကြံရည်ရောင်မှာတေချာလေးရောင်ဖောက်တော့ရတယ်အသားကတော့100ရာခိုင်နှုန်းအမကနဲ့ချီကြော်ချီခွဘာမှမရှိပါဘူးမတော်မဆပါကင်ပိတ်တယ်မျိုးဒီလိုမျိုးတစ်ခါကြတယ်ဒီလိုမျိုးလာတဲ့ကဒီမျိုးထည့်ပေးလို့မတော်မဆနည်းနည်းလေးတွေပါရင်မမီတော့100ရာခိုင်နှုန်းပြန်ပြီးတော့တောင်းယူပြီးနော်အိုးဒီကောင်ကတော့အယောင်ဆန်းတယ်သူကတော့တိတ်မလာဘူးအမဲမာမဒါမမီတော့မခေါ်တတ်ဘူးတေရောင်ကတော့ဒီရောင်ဆက်လာသေးတော့မရောင်ခေါ်တယ်ကြည့်နော်တေရောင်လေးအရန်ကိုလွင့်ပြီးတော့ထည့်ပြီးတော့အသားဖြူလေးလိုက်မယ်အသားမဲလို့ရှိရင်လည်းလိုက်တယ်နော်ဒါသူတို့ဒီကောင်ကြည့်အမဲမဒီကောင်လေးကိုဖောက်တဲ့အခါမှာအရန်ကိုတောက်ပြီးတော့နော်လူကြားထဲမှာသွားရင်လည်းထင်းကနေနေမှာပဲနော်အသားဖြူလေးလိုက်တယ်အသားမဲလေးလိုက်တယ်နော်ဘလို့ပဲဘူးအရန်လှပါတယ်ဒီရောင်လေးကနော်ကြည့်ဒါကတော့ကြက်ဥပေါက်ရောင်လေးကြက်ဥပေါက်ရောင်လေးကတော့အသားဖြူပြီးတော့ပို့ပြီးတော့လိုက်တာပေါ့နော်ရင်ရင်လေးနဲ့သူကတော့မဲလို့ရှိရင်လည်းလေးမခေါ်ဘူးဖြစ်နေမယ်အသားနဲ့တမိန်နဲ့မခေါ်ဘူးဒါတော့အသားဖြူတဲ့လူတွေရဲ့ရွေးချယ်စရာတွေတခုဖြစ်ပါမယ်ကြက်ပေါက်ရောင်လေးနော်ဒီကောင်ကကြတော့ဒါကအမဲမှာပန်းလေးအမဲမှာပန်းလေးကဝတ်ရဲလို့ရှိရင်တော့အရင်လိုက်တချို့ကကိုယ့်ကိုအသားမဲတယ်ဆိုပြီးတော့ပန်းရောင်မိုးရဲလို့ရှိရင်ဒါမဲ့ဒီမှာဝတ်ကြည့်လိုက်ဒီဖောက်ထားတဲ့ဟာပဲကြည့်လိုက်အမဲမှာပန်းဖောက်တဲ့ခါမှာဘယ်လောက်ထိလှလဲဆိုတော့ကြည့်အမဲမှာပန်းလေးရဒီမှာကြည့်ဒီကောင်လေးအဝါလေးဖောက်ထားတဲ့ခါမှာကြည့်ဘယ်လောက်ထိလှလဲဆိုတော့ကိုယ့်အမြင်နဲ့ကိုယ်ပဲဆုံးဖြတ်ကြည့်လိုက်ဒါကအသားမဲလေးလိုက်တယ်တချို့ကတော့အသားမဲတယ်မလိုက်ဘူးထင်မယ်ဒီမှာကြည့်အမဲရောင်နဲ့ပန်းရောင်နဲ့ကမျက်စိပတာရဖြစ်စေတယ်အဖြူရောင်အသားဖြူရလူတွေလိုက်တယ်နော်ဒါအသားဖြူရလူတွေလိုက်တယ်အသားမဲလည်းဝုလို့ရပါတယ်တချို့ကမုန်းရဲမှာဆိုတော့နော်ဟိုကြည့်လိုက်အရင်လှတယ်ဒီရင်ဒီကောင်ကတော့ပို့ပြီးတော့ဘိုဆန်ဆန်နဲ့ပြူးပြပြမဲ့မကြိုက်တဲ့သူတွေအတွက်ပေါ့နော်အမဲမှာဒါလေးအုပ်ကျိုးလေးနော်ပြူးပြပြလည်းမကြိုက်ဘူးဘိုဆန်ဆန်လေးဆိုတော့ဒါလေးယူနော်အမဲမှာအုပ်ကျိုးလေးတေချာလေးလှပါတယ်ဒါလေးကโอเคဒါကတော့ crazy color ကင်းနေ crazy color အရန်နဲ့ရောင်းရတယ်ရောက်မလောက်လေးလည်းဖြစ်တဲ့ဟာလေးဒီကောင်လေးနော်ဒီကောင်လေးကတော့အရန်ရောက်မလောက်နော်ရောက်မလောက်အရန်ကုန်မြန်ပါတယ်ဒါကတော့သသမ sample ပြအောင်လို့တစ်ဆယ်တယ်ထားပေးတာမလို့ပါဒါအနီမှာမှကြက်သွေးမှာမှအမဲဖောက်ထားပြီးတော့ဒီအဖြူလေးနဲ့ခါမှာအရန်ကိုတောက်ပတစ်လွင်ပြီးတော့လူတိုင်းကြိုက်တဲ့တရားလေးကနော်ဆိုင်မှာအရန်ရောင်းတဲ့ color လေးဒီ color လေးရတာပြီးရင်ဒီ color လေးလိုပဲကြက်သွေးတော့မဟုတ်ဘူးသူကဇီးရောင်ဘက်ကိုနည်းနည်းသွားတယ်သူလည်းအရင်ရောင်းတဲ့ color ထဲမှာပါတယ်ဇီးရောင်မှာအဖြူကန်လေးဖောက်ထားပြရနော်ချိတ်ကတော့လုံးဝအပြည့်ပါတော့နော်4000ခွင်းအပြည့်နော်အနံကြီးခွင်းကျဲဝမ်းသက်စားတော့မလောင်တော့သူကပိတ်စအဖြူနဲ့မှပြန်တွဲပြီးတော့ချုပ်လို့ရတယ်ပြီးဒီကမင်းကိုရောင်လေးကတော့အေးအေးလေးသွားတဲ့သူတွေအတွက်အေးအေးနဲ့ငြိမ်ငြိမ်လေးဝှချင်တဲ့သူတွေအတွက်ဒါမင်းကိုမှအဖြူလေးဖောက်ထားပြီနော်ဒီ color လေးရဲ့ဆိုင်မှာအရင်ရောင်းတဲ့ color ထဲမှာပါပါတယ်ဒါကတော့အုတ်ကျိုး